ဒီဖက်တော့ barbecue ကင်နေတဲ့ဖွဲ့ဖြစ်ပါတယ်ခင်ဗျာဒီမှာဒီလို barbecue This is the night This is a night of barbecue လူတွေညရောက်ပြီဟောနေတော့စားဖြူရမယ်အိုးဒါ barbecue လုပ်နေကြအောင်ဖြစ်ပါတယ်ခင်ဗျာစားခိုင်းနေစားလိုက်ဘယ်လိုပြရလဲဆန်းနေရင်စားလိုက်ရတယ်လားဆေးရအောင်တော့နောက်ဆုံးတော့လိုက်ပေါ့ဟဲ့လာဘတ်ဆန်Hello ဘတ်ဆန်လေပါပြီပေါ့ဒီလာမှာဘတ်ဆန်ဆိုတော့ဒါမှစစ်တယ်မကွာမီလီယံရုပ်ဖြစ်တော့မှာဆွဲနေကြပါဗျာခေပြင်းဆိုတာတော့ပြောတာခေပြင်းရဲ့အရသာဆိုတာအေးငါတို့ကားဆိုဒီမှာခွေးဒီလိုရိုးကြီးကိုရေလိုကြလာလေသွားနေပြီးတော့အဲ့ဒီဆက်ကနေအောက်ချတာလေးမှလောက်ခိုင်းရမယ်အဲ့ဒါငါတို့တော့မီးကူတုတ်ကလို့ဖြစ်သွားပြီနော်ငါတို့ဒီမှာစုပ်ဖြစ်သွားပါလားအဲ့ပေါင်းလို့မီးကူနဲ့ပေါင်းရတယ်အဲ့ကျွန်တော်ဟိုကဒီက9နာရီလောက်မှပြန်မယ်နော်အဲ့ပါတယ်ဟုတ်လား